ကန်ဂါရူးလေးရဲ့ဘိုက်ကလေးကိုပို့ပေးမယ်ဆိုရင်သူတို့ကတက်တောင့်တက်တာဖြစ်အောင်နေရာလေးကိုပြင်လိုက်ပြီးတော့ဆက်ပြီးပို့နေလို့ရအောင်လုပ်ပေးတတ်တယ်တီလာဒါကတော့ဩစတြေးလျကအရှေ့ပိုင်းမီးခိုးရောင်ကန်ဂါရူးတစ်ကောင်ပေါ့အနီရောင်ကန်ဂါရူးတွေနဲ့ရှင်းကြည့်မယ်ဆိုရင်မီးခိုးရောင်ကန်ဂါရူးတွေကအများကြီးပို့ပြီးတော့တိမ်မွေးတယ်နော်သူတို့ကတိတ်ဆိတ်အေးချမ်းပြီးမျက်တောင်ရှိရှိလေးတွေမျက်လုံးဝိုင်းကြီးကြီးချစ်စရာလေးတွေနဲ့ဆိုတော့ဘလောက်ချစ်စရာကောင်းလဲစဉ်းစားတာကြည့်တော့တခြားတရိတ်ဆန်တစ်ကောင်ကသူတို့အစားအစာကိုယူသွားရင်တော့စိတ်ဆိုးတာမျိုးမရှိဘူးဒီတိုင်းရွေးလဲမရွေးပဲငိမ့်သက်ပြီးရက်နေတတ်တာဒါပေမဲ့သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေမြင်ပြီးမပေါ့ဆလိုက်နဲ့နော်တကယ်တမ်းကျတော့ဩစတြေးလျမှာရှိတဲ့ကန်ဂါရူးမျိုးစိတ်တွေထဲမှာဒုတိယအကြီးဆုံးတွေပဲအရွယ်ရောက်ပြီးသားအထီးမီးခိုးရောင်ကန်ဂါရူးတွေဆိုရင်ခြေထောက်6ပေလောက်အထိမြင့်လာနိုင်တာနောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာကသူတို့ရဲ့အမီးတွေကတော်တော်ကိုတန်မာတာပဲဒါကြောင့်ကိုတန်ရှင်းလုပ်တဲ့အခါမျိုးဆိုရင်သူတို့အမီးတွေကတတိယခြေထောက်တစ်ချောင်းလိုကိုခန္ဓာကိုထောက်ပြီးအလုပ်လုပ်ပေးနိုင်တယ်လေအရှိပိုင်းမီးခိုးရောင်ကန်ဂါရူးတွေကအနီရောင်ကန်ဂါရူးတွေလောက်တော့တိတ်မတိုက်ခိုက်ကြပေမဲ့ကိုမျိုးနွယ်ချင်းတော့တိုက်ခိုက်ကြတာပေါ့အရင်ဆုံးသူတို့ရဲ့ခြေသေးသေးလေးတွေနဲ့တယောက်ပခုံးကိုတယောက်ဆွဲကင်ကြတာပြီးရင်အခွင့်အရေးရတာနဲ့တယောက်ကိုတယောက်ပေါင်ချံကိုကန်ကြတာဟုတ်ပြီးပခုံးတာမရှိဘူးဆိုရင်သူတို့ဘယ်ကိုပြစ်မှတ်ထားရမှန်းသိတော့မှမဟုတ်ဘူးလေဒါဆိုရင်ကန်ဂါရူးလေးကစိတ်ပူပြီးနောက်တစ်ကောင်ကိုနှိမ့်နေပေးလိုက်ရုံပေါ့